တယ်ဝေဒနာမျိုးလေးနဲ့ပါဝေကနာလို့ဖြစ်ဆုံးခဲ့ရတယ်ဒီနေ့တွေ့မှာငါဘဝလေးရဲ့ဒီနေ့မူတည်နေအသေးခွဲရာတွေဝမ်းနေတာတွေငါမကြုံရဘူးပါဒီနော်ရဲ့စတဲ့ချင်းနာကြတယ်ဟုတ်တယ်လေအိုင်ဆိုတော့ဘာသာစာလေးစာလေးဘုံလာတော့ပြည့်ဒီငါတဲ့ချစ်တယ်ယောင်ကာနာတနာချစ်ပြီးခဲ့သူမင်းချင်းနာလာဖြစ်မတွေ့ခဲ့ပါတရားကောင်းပြီးမဟုတ်ပါခဲ့တာတကယ်နာမိတယ်ငါဘဝအခြေအနေဘလောက်ပြပါစေခံနိုင်ဝင်းနေကြလို့လေဒီတဲ့ပန်တလေပြန်ဝင်အာဆိုရင်တဲ့ဒီနေဝေဒနာတို့ပညာရေးနာရေးဒီကိုအင်္ဂလိပ်ပြောချင်တော့ရတာဒီကိစ္စသာနာသိမှာပါမယ်ဘုံကြောင့်ဖြစ်တဲ့ဒုက္ခရောမှာတန်တရားလေးတွေလွမ်းလေးရဲ့